တိုင်းစီးပြီးတော့သူ့လိုချင်တယ်လို့ကျွန်တော်တို့ရဲ့အုံနောက်ကိုသုံးကြည့်နေတာဟုတ်ပါတယ်ဖြစ်ပါတယ်ဆိုတော့ဒီအသွေးတွေကိုခဏလေးဖြတ်ထားလိုက်လို့လိုပါတယ်ဆိုတော့ကျွန်တော်တို့အနည်းငယ်တက်တောင့်တက်တာထိုင်ရဲနေတယ်နော်တက်တောင့်တက်တာထိုင်ခါမမထိုင်တယ်တက်တောင့်တက်တာထိုင်ရဲနေတယ်ဒီကအာရုံကြည့်ကြပါဦးအာရုံပြုတယ်ဆိုတာကိုအသက်ရှူတာကိုတတိထားမိအောင် awareness လုပ်ဖို့ဖြစ်ပါတယ်နော်ကိုအသက်ရှူတာတကယ်တော့ကိုအသက်ရှူတယ်ဒီအသက်ရှူတာငါရှူတာမဟုတ်ဘူးမင်းရှူတာမဟုတ်ဘူးသူကသူရှူနေတာနော်ဒီသူကသူဖြစ်နေတဲ့အင်မတန်ပဲစံကြေတာတဲ့ဘုရားသခင်ရဲ့ဖန်ဆင်းခြင်းကိုခံစားရအောင်ခံစားရဆိုတဲ့အခါမှာကိုယ်သက်ရှူပြလိုက်တဲ့အခါမှာဘိုက်ကပြည့်လာတယ်ပေါင်းလာတယ်ရှူထုတ်လိုက်တဲ့အခါမှာတို့ရဲ့ဘိုက်ကချက်သွားတယ်နော်အဲချက်သွားတယ်အဲ့ဒါကိုတို့ခံစားကြည့်အောင်နော်တက်တယ်မရှူရမဟုတ်ဘူးသူကသူရှူတက်ရှူနေရနော်မင်းစူးစမ်းပြီးတော့မင်းရှူထုတ်လို့တော့မလုပ်ပါနဲ့တကယ်တော့အသက်ရှူတဲ့ထုတ်ရဆိုတာမင်းလုပ်တာမဟုတ်ဘူးဘုရားကလုပ်နေအဲ့ဒါဘုရားရှိကြောင်းသူကသူဖြစ်နေတာဘုရားရဲ့ဖန်ဆင်းခြင်းကိုကျွန်တော်တို့ခံစားကြည့်ရအောင်နော်အဲစပါမယ်ဒီစိတ်မိသားပါမယ်ဘာလဲမရှိဘူးလေသူကသူတက်ရှိအဲ့ဒါကိုငါတို့ကတက်တယ်အာဘုရားရဲ့အတော့ဘုရားသခင်ရဲ့ဖန်ဆင်းခြင်းကိုငါတို့တက်တယ်တော့ဖြစ်ပါတယ်ဆိုတော့ဒီလိုတက်တယ်ခံခြင်းအဖြစ်ဒီမှာလဲဒီဘိုက်ကလာလိုက်ပြီးချက်သွားလိုက်လာပေါင်းလာလိုက်ချက်သွားလိုက်အဲ့ဒါကိုတတိထားပြီးတော့စောင့်ကြည့်နေတဲ့အချိန်မှာတခြားအတွေ့ရောက်သေးလားဟုတ်တော့တယ်ပါမရောက်တော့ဘူးဘာကြောင့်လဲဆိုရင်ငါတို့ရဲ့အားလုံးငါတို့ရဲ့ focus က bike ထဲမှာပဲဖြစ်နေတဲ့အတွက်ဒီ black gas မဲစားတာတော့မစားတာတော့အားလုံးဒီရနိုင်ပါလားဆိုတော့ ego ကအများအားတွေးနေတယ်တဲ့သို့တော်ညာလည်းဒီကသိပါလာတယ်သို့တော်ညာလည်းဒီပညာမရှိဘူး။ဘာမှတော့တော့အများအားဆွဲပြီးတော့သူလိုရခိုင်းနေရတော့ဒါပေမဲ့ဒီအသွေးကိုငါတို့ဖြတ်လိုက်လို့ရပါတယ်။ဟုတ်လေးဖြတ်လိုက်ဒီခဏလေးဖြတ်လိုက်တာအမှန်တမ်းပဲအရေးကြီးတယ်။ဘာကြောင့်ဆိုလို့ရှိရင်ဘာကြောင့်လဲဆိုလို့ရှိရင်ခဏလေးဖြတ်လိုက်တဲ့အတွက်ကြောင့်ဒီ ego ဟာအိမ်မက်ဟာဆက်မှတ်လို့မရတော့ဘူး။တို့တစ်ခါလို့သွားဆိုအရင်ကအိမ်မက်ကိုဆက်မှတ်လို့မရတော့ဆိုတဲ့အခါမှာဒီလိုခဏလေးအသွေးဖြတ်ခြင်းဟာဘယ်မှာလဲအရေးကြီးပါလေနော်ဒါမှမဟုတ်ကိုကဘာလို့မှတရားလုံးမနဲ့ကတည်းကအေးရဝယ်ဖြစ်ကတော့ကိုအသွေးတော့ပဲလိုက်ပြီးတော့ပြန်စဉ်းစားကြည့်တဲ့အခါမှာတို့ကတကယ်ကိုအိမ်မက်မဲ့နေတယ်လို့ပဲနော်အိမ်မက်မဲ့နေတယ်လို့အဲ့ဒီအိမ်မက်ထဲကလိုးဖို့လက်လိုးဖို့ကအိမ်မက်အမှားပဲကဲဆိုရင်ကျွန်တော်တို့ဒီညကတော့ဒီနီကိုဒမတ်အကြောင်းကိုကျွန်တော်တို့လေ့လာဖို့ဖြစ်ပါတယ်ဆိုတော့ကျမ်းစာပါတဲ့ညဒီမှာလည်းဖတ်လို့ရပါတယ်ကျွန်တော်တို့ဗမာလိုကရှင်ယောဟန်အခန်းကြီး3အခန်းငယ်1ကနေ30ဖြစ်ပါတယ်ဆိုတော့ညလည်းသိရှိတဲ့အတွက်ကျွန်တော်ဒီ1ကနေဟိုလောက်ပဲ3အထိပဲနော်1ကနေ3အထိပဲကျွန်တော်ဒီမှာရေးထားပါတယ်ဆိုတော့ကျေးဇူးပြု၍ဗမာလိုတယောက်ယောက်ခေါ်ပြလို့ရဆိုလို့ရမှာယူဒလူတို့တွင်ရရှိဖြစ်တော်နီကိုဒေမီရှိတော်ပါရိရှေတယောသည်ဤအခါယေရှုထံသို့လာ၍အရှင်ဘုရားကိုတော်သည်ပြတော်မူသောနိမိတ်လက္ခဏာတို့ကိုဘုရားခင်ဝင်မရှိလေအဘယ်သူမျှမပြနိုင်သည်ကိုကျွန်တော်ဒီထောက်၍ကိုတော်ဒီဘုရားခင်ထံတော်မှကြွလာတော်မူသောဆရာဖြစ်ကြောင်းကိုသိကြပါ၏ဟုလျှောက်တော်
ယေရှုကဒုတိယမွေးခြင်းကိုမခံတော်သူမီဒီကဘုရားသခင်၏နိုင်ငံတော်ကိုမမြင်ရဟုအမှန်ကန်ဆိုသည်ဟုပြန်၍မိန့်တော်မူ၏โอเคကဲကချင်လို့တရားရပါဘာကိုလဲဖတ်မယ်ပြီးတော့တရားရောကချင်လို့ဖတ်ပြီးပါအဲ့ဒီကိုခေါ်နေအဲ့ဒါလက်တဲ့အတန်ကြည်ကြည်လေးနဲ့နော်အားလုံးကြားရအောင်ဒါနဲ့တန်ကြည်ကြည်နဲ့တရားရောဖတ်ပြီးပါယူတောင်ရှာယူချာစလမ်ရိုင်းနိုင်ဒီကောဒီဥဆိုင်ဒီကောဒီနိုင်ဖိုင်ရှေရှနိုင်နိုင်ဒိုင်ဝါဘောရှနာအေယေစုကိုစာနာရာဂိုင်အေနံဘောဂရေဆန်ကိုနာဒီစာအိုင်ရှာရိုင်းနိုင်တယ်อันเช่นเดียวกันนางด้านในมีอุลานีโกเรกสังล้อมยังโกกระจายหุ่นก็โดนอยู่ลูกนาชีเตสุนเยซูโกในตังเทกระจายเป็นเรื่องสิ่งเดียวซาเย็นนาทุ่งชินายอายุชาโกสังอาหุ่นกันมีนาดีนาลูกนาชีเตสุนโอเคဆိုတော့ဒီထဲမှာဒီကောသမတ်ကဖြစ်တော့စီကိုလာတယ်ဘယ်ချိန်လာလဲဘယ်ချိန်လာလဲညအချိန်လာတယ်ဘာကြောင့်ညအချိန်လာတာလဲစိတ်ဘာကြောင့်ညအချိန်လာတာလဲစိတ်လို့ဟုတ်ပါတယ်ညဆိုတာအများအားစိတ်တယ်တော့အဲ့တော့ကားလည်းမပေါ်သေးဆိုတော့ဘောရင်းဆိုင်တော့ဘာလို့လဲမရှိဘူးဆိုတော့စိတ်မှာပေါ့ညပြီးတော့ညလာတော့တခြားဘာရှိသေးလဲအခုဒီမှာမတွေ့ဘူးဒီများတွေတွေ့သွားမှဒီလူကရှက်တယ်ဒီကောတဘာသာဘာလဲဆိုလို့ရှိရင်ဘာကြောင့်လဲဆိုလို့ရှိရင်ဒီကဘာလဲစံတပ်ကိုဖြစ်တယ်ပါရရှယ်ဖြစ်တယ်နော်စံတပ်ကိုပါရရှယ်ဆိုတာအရင်တော့ကတကယ်ပါရဂူဆရာကြီးနော်အဲ့ဆရာကြီးကဟိုဖြစ်တော့အသက်က30နှစ်3လောက်ပဲရှိမှာပေါ့လူငယ်ကျွန်တော်တော့10နှစ်လောက်ငယ်ပြီဆိုတော့ကဲဒီမှာနှခမ်းဝဲနဲ့ဒီကပါရဂူပမောက်ခချုပ်ကဟိုလူငယ်လေးတစ်ယောက်စီမှာနေကသွားပြီးတော့ဟာဆရာကြီးလောက်ကောင်းပါညာဆိုလူများမြင်သွားရဲ့ပဝိချင်မြင်သွားဘယ်လိုဖြစ်သွားမလဲတိတ်ခါကြမှာပေါ့ဆိုတော့သူကတိတ်ခါလည်းမကြချင်ဘူးအဲ့ဒီကသူဟာညဖြစ်တော်စီကိုသွားပြီးတော့ပညာမေးတယ်ပေါ့နော်ဖြစ်တော်စီကိုသွားပြီးတော့သူမသိတဲ့ဟာတွေမေးပါတယ်အဲ့လိုလူတွေကအဲ့လိုပါတာပြန်ကြတယ်ညတော့မှပြန်နော်ဆိုတော့ကမှာဒီကောသမစာတကယ်ပဲချမ်းသာတဲ့အတိုင်းဝိုင်းကဖြစ်တဲ့ပညာတတ်တဲ့အတိုင်းဝိုင်းပဲဖြစ်တဲ့ဒီဘက်မကဘူးသူဟာဒီအုပ်ချုပ်သူလူသားသားတွေကဖြစ်ပါတယ်ဆိုတော့ဒီထဲမှာသူစိတ်ဝင်စားစရာကောင်းပါတော့ဒီထဲမှာကျွန်တော်ပေါ်မှာလို့ရေးကြည့်တယ်မရဘူးရပိုင်နန်ကိုစရယ်ဆန်ကိုလာဒီဆိုင်စရာရဲ့အန်ဂျလီဒီကနန်ဒန်အလ်မီကုနာတော့ပြည့်စုံမှုတော့မယ်စရယ်ကိုလူကလောအိုင်ငွန်လာရှိပဲစလို့ပါဆိုတော့ဒီကုတ်မဆာလာပြီးတော့သူက confession လုပ်တယ်နော်ဘုံကတာဖြစ်တော့ခါတင်းဟာတကယ်ခရတခင်စီကနေလာတဲ့လူတစ်ကြောင်ကျွန်တော်ယုံကြည်တယ်။ဘာကြောင့်လဲဆိုလို့ရှိရင်တင်လုတ်ပြတဲ့ရဘိုင်လုတ်ပြတဲ့နမိတ်သက်နာတွေဆိုလို့ရှိရင်တကယ်ခရတခင်မပါလို့ရှိရင်မဖြစ်ဘူး။အဲ့ဆိုတော့ငါတကယ်ကိုယုံကြည်ပါတယ်။ဖြစ်တော့ဖရာတင်ဟာဖရာရဲ့သားတော်ဖြစ်မှကျွန်တော်ယုံကြည်တယ်။ကျွန်တော်တော့ဘာကိုယုံကြည်ပါတယ်လို့ပြောတယ်ဖြစ်တော့နော်တော့ဖြစ်တော့ပြောလိုက်မယ်ငါသားရဲ့မင်းယုံကြည်ချက်ကအင်မတန်မှမှန်ကြတယ်မင်းရဲ့ယုံကြည်ချက်လုံလောက်ပြီးမင်းပြန်တော့မင်းရပြီအဲ့လိုဆိုပြီးပြောလိုက်သလားမပြောဘူးဘာပြောလိုက်လဲသူပြမွေးခြင်းခံရမယ်ယ
ဒီနေ့ငါတို့တင်းတော့ယုံကြည်လို့ရှိရင်ကောင်းကင်ဘုံရောက်မယ်ယုံကြည်ဖို့ပဲလိုတယ်လို့ပြောနေတာဟုတ်လားဟမ်ယုံကြည်ဖို့ပဲအတိကယုံကြည်လို့ရှိရင်ပဲရတမာပဲဖြစ်ဘာပဲလုံးပဲပစ္စည်းပဲလိုက်ခိုးဘာဖြစ်လဲမင်းယုံကြည်နေပြီလေမင်းကောင်းကင်ဘုံရောက်တော့ပဲအဲ့လိုလားဟုတ်လားတို့အတင်းတော်လည်းပါသိပြီးနေတာဟမ်ဘာဖြစ်လဲတို့ဘာပြောတခါဒီတင်ဆဲတော့ပြောရမှာဒီမှာဖြစ်တော့ဘာပြောလဲဒုတိယကျင်းဝိဖွာခြင်းကိုခံရမယ်ဒုတိယကျင်းဝိဖွာဖို့ဝိဖွာခြင်းခံယူဖို့လုပ်ပြီးတယ်လို့ပြောတာကိုသိရပါတယ်ဆိုတော့ယုံကြည်ချက်တစ်ခုနဲ့လောက်လားဟမ်လောလာဂျင်ပကပဲဒီကရလာပဲယုံကြည်တယ်ဒီခုနဲ့ပဲလောက်ပဲလို့ပြောတယ်အခုတော့လောက်ဖြစ်တော့ပြောတာကယုံကြည်ချက်နဲ့လည်းမလုံလောက်ဘူးသဘောတူတယ်ဟာဖြစ်တော့ဘုရားပြဟာရပါတီဟာတကယ်ပဲဘုရားရဲ့သားတော်ဖြစ်တယ်ကျွန်တော်သဘောတူတယ်လုံလောက်လားမလုံလောက်မလုံလောက်တော့ငါတို့ဘာလုပ်ရမလဲဒီတရားမွေးဖွားခြင်းခံရမယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ဘောကဒါမှမဟုတ် transform ဘောကနော် transform တော့ဒီစနတော့ဘာခေါ်လဲခေါ်ရတော့မျိုးခေါ်လိုက်မယ်သို့တော်ညာလည်းဒီထဲမှာကျွန်တော်တို့တွေ့ရတာကသဘောတူချက်အားဖြင့်ယုံကြည်ချက်အားဖြင့်မလုံလောက်သေးပါဘူး just believe it's not enough I agree yes you can agree but it is not enough ဘာဖြစ်လဲတပါကြည့်ကြည့်ဝိဘောခြင်းခါကြတော့ဆိုတော့ဒီထဲမှာနီကိုသမစာကျွန်တော်ကျမတို့ရဲ့တက်တာနဲ့ပြပါတယ်ဒီနေ့ကျွန်တော်ကျမတို့ဘာဖြစ်လဲဒီရလေဘုရားကျောင်းကပြောနေတာကိုဖြစ်တော့ဘုရားသားဖြစ်ပါတယ်ဘုရားတက်တာတွေဒါတွေဖြစ်ရပါမယ်အားလုံးသိတယ်နော်ငါတို့လည်းနီကိုသမစာတူတူပဲတီရောတီတယ်ငါသဘောတူတယ်ဟုတ်တယ်ဖြစ်တော့ဘုရားသဘောတူတယ်ဘုရားကောင်းမြတ်ကြောင်းကျွန်တော်သဘောတူတယ်အဲ့ဒါနဲ့တော့လောက်လားမတော့လောက်ဘူး transform လို့ရတာ transform ဆိုတဲ့အခါမှာ okay ဖြစ်တော့ဗျာယုံကြည်ရဲ့တရားသားတော်ဖြစ်မှကျွန်တော်တို့ယုံကြည်တဲ့သက်ခံနဲ့ဆိုတော့ညာလဲဖြစ်တော့ဗျာဗျာကြောင်ဝေးဖို့ဒုတိယကျင့်ဝေးတယ်ဆိုတာကနောက်လိုက်တယ်နော်နောက်လိုက်ဖြစ်တော့မှန်တာပြောတယ်ဒါလည်း follow me yeah follow me ငါနောက်လို့လိုက်တော့ဆိုတဲ့အခါမှာလူတစ်ယောက်ဟာနောက်မလိုက်ဘဲနဲ့ယုံပဲယုံကြည်နေဘာမှမဟုတ်တဲ့ဟုတ်တယ်ဘောတူတယ်ဟုတ်တယ်ကောင်းနေရင်လည်းယုံလဲလုံလောက်လားမလုံလောက်ဘူးတကယ်တော့လိုက်လျှောက်ရမှာခရစ်တော်တော့လိုက်လျှောက်ရမှာကတော့လိုက်ကိုလိုက်ရမှာခရစ်တော်ကလိုက်ဖို့ခေါ်တာခိုင်နေကိုခေါ်တာမဟုတ်ဘူးလိုက်ဖို့ခေါ်တာဟာလားသဘောတူလားမတူဘူးလားတူပါတယ်သိပြီအော်ဘုကောင်းတဲ့ပုဂ္ဂိုလ်ကဒီထဲမှာနီကိုသမစာခရစ်တော်စီမှာလာတယ်ပြီးတော့သူဘောကဲအခါပြန်လဲမွေးပါတယ်ဆိုတာဘာလဲသူမသိဘူးနော်ဒါပေမဲ့ခရစ်တော်ကသူ့ကိုပြောလိုက်တယ်အခါပြန်ပြီးဝေးရမယ်ဒုတိယကျင့်အခါပြန်ပြီးဝေးရမယ်လို့ပြောလိုက်တယ်ဆိုတော့ဒုတိယကျင့်ပြန်ဝေးတယ်ဆိုတာခရစ်တော်ခေတ္တကဘာသာပြန်လာကယနေ့ကျွန်တော်တို့ဘာသာပြန်လာတယ်အဲ့လေကွာနော်ကွာ
တော့ပြောင်းလိုက်ဒီလိုဒီကောတမတ်ကခရစ်တော်စီမာလာခရစ်တော်စီမာသူကသူ့အားတော်ယုံကြည်ပါတဲ့ဘာဖြစ်တဲ့ကျွန်တော်ဘာလို့ရမလဲဆိုပြီးတော့သူကအကြံဉာဏ်လာတော့သူကညာနဲ့ခရစ်တော်သူ့ဘာမှပြောဘာပြောလိုက်လဲဆိုလို့ရှိရင်ခရစ်တော်ကဘာပြောလိုက်လဲဆိုလို့ရှိရင်သူအားလုံးပြောကြတဲ့သဘောကနီကိုဒမတ်လာတယ်သူကနီကိုဒမတ်ဆိုနီကိုဒမတ်စီငါအရေးမကြီးဘူးမင်းငါ့ကိုမကြည့်နဲ့ငါတဲ့အရေးကြီးတာမင်းကိုမင်းကြည့်တတ်ဖို့လိုပါတယ်ဆိုပြီးတော့မှလေးတစ်ချက်ထောက်ပေးလိုက်တာပဲသူကနော်ဒါကြောင့်လည်းဆိုလို့ရှိရင်နီကိုဒမတ်စာဒီကြောက်တာလည်းတတ်တယ်အားလုံးသူတတ်တယ်ပြီးတော့ဒီကိုလူတော်ဖြစ်တယ်ဖြစ်တော်ကလည်းယုံကြည်တယ်အဲ့ဒါလည်းဘလုံးလောက်ပြီးတော့ကိုပြန်စီဖို့ဒီပဒမှာပဲဒီစီပါဟာဆိုတော့ believer ဆိုတာ believe ဆိုတာအရင်တော့ကယုံကြည်တာမဟုတ်ပါဘူးအရင်တော့က believer ဆိုတာအသင်းသားတွေဆိုတာ follower ကိုခေါ်ခြင်းဖြစ်ပါတယ် follower ဆိုတာနဲ့ believer ဆိုတာအရင်တော့ကတစ်ခုတည်းလားခရစ်တော်အရင်တော့ခရိယာတွေကိုခရစ်တော်နောက်လိုက်သူများလို့ခေါ်တယ်ယုံကြည်သူများလို့မခေါ်ဘူးနော်ခရစ်တော်နောက်လိုက်သူများလို့ခေါ်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ခရစ်တော်ဟာလမ်းခရီးဖြစ်ပါတယ်။လမ်းခရီးဆိုတာဘာလို့လဲ။သိဖို့လားယုံကြည်ဖို့လားဒီကအနာကြည့်ဖို့လားမဟုတ်ပါဘူး။ရှောက်ဖို့ဖြစ်ပါတယ်။ဆိုတော့အရင်တော့ခရစ်တော်နောက်လိုက်တဲ့လူတွေကိုသိရလို့ခေါ်ပါတယ်။ဒီအပြင်ဖြစ်ရအသက်တာဆိုလို့ရှိရင်ခရစ်တော်ယေရှုရဲ့နောက်ကိုလိုက်ဖို့ဖြစ်ပါတယ်။ဒီအပြင်ပြောမှဆိုလို့ရှိရင်ကျွန်တော်တို့ဤကိုမှာတည်ပြီးတော့ခရစ်တော်အားဖြင့်ခရစ်တော်နဲ့အတူဒီဝိညာဉ်ရေးရပြန်ပြီးတော့အသက်ရှင်ဖို့ဖြစ်ပါတယ်။ဒီအပြင်ပြောမှဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့မျက်စိအလင်းရဖို့ဖြစ်ပါတယ်။အမောင်ထိတ်ကနေအလင်းကဘာထဲမှာအလင်းထဲမှာလမ်းလျှောက်ဖို့ဖြစ်ပါတယ်။အလင်းရဖို့ဖြစ်ပါတယ်။ဒီကောဒမစာကျွန်တော်တို့အတွက်အမတာမဲ့ဖို့ဖြစ်ပါတယ်။သူညလာတယ်ဆိုတာသူဟာခရစ်တော်နဲ့မတွေ့သေးခင်သူဟာအမောင်ထဲမှာပဲနေတယ်ဆိုတဲ့ပုံဥပမာနဲ့ပြတဲ့ဖြစ်ပါတယ်။နော်သူညလာတယ်အမောင်ထဲမှာသူလာတယ်ခရစ်တော်နဲ့တွေ့တယ်တွေ့ပြီးပြန်လာတဲ့အခါမှာသူဟာအလင်းရသွားပါတယ်။နော်ခရစ်တော်ဟာအလင်းဖြစ်ပါတယ် I am the light and the way ဆိုတော့သူငါတို့ကိုbelieve ယုံကြည်ပါလို့ပြောတာ follow me follow me life လက်တွေ့ကျင့်ဆောင်လက်တွေ့ဘဝမှာလက်တွေ့ခရစ်တော်ဘုရားရဲ့လမ်းကြောင်းထဲမှာသူ့ရဲ့လမ်းထဲမှာကျွန်တော်တို့လမ်းလျှောက်ဖို့ဖြစ်ပါတယ်ရှင်ယောဟာစံကြည့်တဲ့ထဲမှာပါလားဒီမှာမရင်းပြီးတော့တို့လိုက်ရမယ်ဒါတော့ဒီရှင်လူကခန်းကြီးကို23ထဲမှာနော်နေ့တိုင်း
Ngaruh dinai ku ye beba sore to bo ko long chen na ma lo ba ne di ego le ba be ego le atat ma shin bo no ego le atat ma shin be ne khit do no lai bo ya di lu ko na sat tong le ma pyo tha baဆိုတော့ဒီမှာ daily လို့ပါနော်နေ့စဉ်နေ့တိုင်းဆိုတော့ကျွန်တော်တို့ရဲ့ဘဝအသက်တာနေ့စဉ်နေ့တိုင်းကျွန်တော်တို့လုပ်လို့တွေးတွေကိုဖြတ်ပြဖို့ဖြစ်ပါတယ်ပြီးတော့ခရစ်တော်နဲ့ဆက်သွယ်ဖို့ဖြစ်ပါတယ်ဘုရားသခင်နဲ့ဆက်သွယ်ဖို့ဖြစ်ပါတယ်ဆိုတဲ့အခါမှာကျွန်တော်တို့လူသားတွေဟာဆိုလို့ရှိရင်မင်းဥမောက်ကတေးလေးအဲ့တေးလေးနဲ့မင်းပေါ်တဲ့ဖျားဟာဆိုလို့ရှိရင်ရုပ်စုဖြစ်ပါလိမ့်မယ်ဆိုတော့ကျွန်တော်တို့ဓမ္မဟောင်းကျမ်းမှာတော့ကိုယ့်အတွက်ဆက်ပြီးတော့မလုပ်ရဆိုပြီးတော့တားမြစ်ထားတာရှိပါတယ်ဆိုတဲ့အခါမှာဖြစ်တော့ဖျားတဲ့ကဲဆိုတာလူသားရဲ့အုံနောက်နဲ့မမီနိုင်ပါဘူးတွေးတော့ကြံစားလို့လည်းမရပါဘူးအယောင်မရှိဘူးအနာမရှိဘူးပုံဖော်လို့မရပါဘူး formless တမဲဖြစ်ပါတယ်ဘုရားမေကိုကျွန်တော်တို့ယုံကြည်ဖို့ဖြစ်ပါတယ်ဆိုတော့ဒီကျွန်တော်တို့မေးစရာများရှိသလားမသိဘူးဒီတော့ပြောချင်တာများဆွေးနွေးလိုတာများရှိရင်ချိန်ပေးပါလေဒီထဲမှာတစ်ချက်ကြည့်မလားဆိုတော့ဒီရှင်ယောဟန်အခန်းကြီး1အခန်းငယ်1ထဲမှာတစ်ချက်တော့ဖတ်ပြပါဆောက်အခန်းကြီး1အခန်းငယ်ဆောက်နဲ့နှုတ်ကပတ်တော်ရှိနှုတ်ကပတ်တော်ဒီဘုရားသခင်နဲ့အတူရှိနှုတ်ကပတ်တော်ဒီလည်းဘုရားသခင်ဖြစ်တော်မူ၏โอเคနှုတ်ကပတ်တော်နော်အဲ့နှုတ်ကပတ်တော်ပါလေဒီတာအချက်ခံယူရနော် the word made flesh in human form ဆိုတော့ဒီနှုတ်ကပတ်တော်အားဆိုလို့ရှိရင်လူသားအနေနဲ့ခရစ်တော်နဲ့ခရစ်တော်စီမှာလာပေါ်တဲ့ခရစ်တော်ဟာဒီပါလေ the word ဘာမှလို့ခဏပြောလိုက်တာနှုတ်ကပတ်တော်နော်အဲ့နှုတ်ကပတ်တော်ဟာခရစ်တော်အားဖြင့်လူသားတွေဆောင်လာပါတယ်နော်ဆိုတော့ခရစ်တော်ကဘာပြောတယ်လဲဆိုလို့ရှိရင် I am the way ကျွန်တော်လမ်းဖြစ်တယ်ကျွန်တော်လမ်းဖြစ်တယ်ဆိုတာ I am the way ဆိုတဲ့သဘောကကျွန်တော်လျှောက်တဲ့လမ်းဟာအမှန်လမ်းအမှန်ဖြစ်တယ် Yeah my way is the only way ဒီလိုလျှောက်ပါဆိုပြီးတော့သူရဲ့နောက်လိုက်ကိုဒီနီးတာနဲ့ဒီလိုကိုခေါ်ရာနေကြတဲ့နေရာမှာပို့ဆောင်ပေးလိုက်မယ်ဘုရားသခင်စီကိုပို့ဆောင်ပေးလိုက်မယ်အဲ့ဒီတော့ the way ဆိုတာကျွန်တော်လျှောက်တဲ့လမ်းအဲ့လမ်းတာပဲအမှန်ဆုံးသောလမ်းဖြစ်တယ် I am the truth လို့ခေါ်တာနော်ဆိုတော့သူကပါဆက်ပြောတယ်ဆိုလို့ရှိရင်ဘုရားကိုချစ်ချင်ဆိုလို့ရှိရင်သူ follow the way ဖြစ်ပါတယ်နောက်ကိုလိုက်ခရစ်တော်ရဲ့နောက်ကိုလိုက်ဖို့ဖြစ်ပါတယ်ဆိုတော့ဒီဆွေးနွေးချင်တဲ့လူကရှိလာတယ်ဘူးရှိလို့ရှိရင်ကျွန်တော်ဆက်တော့ပါမယ်โอเคဆိုတော့ကျွန်တော်ဒီနေ့ပြောချင်တာကဒီ Bible study ထဲမှာကျွန်တော်ပြောချင်တာက ego way နဲ့ခရစ်တော်ရဲ့ way ဆိုတာရှိပါတယ်ဆိုတော့ ego ကိုကျွန်တော်တို့နေ့စဉ်နဲ့အများ
ego ထဲမှာ ego ကိုတည်တတ်ပြီးတော့ ego ထဲမှာတည်ပြီးတော့ဖြစ်တော်အပြင်ကျွန်တော်တို့ခုနောက်ကိုလိုက်ဖို့ဖြစ်ပါတယ်ဆိုတော့ ego ရဲ့ရည်ရွယ်ချက်က အမြဲတမ်းဒီ physical survival လို့ကျွန်တော်ပြောထားပါတယ် ego ကရောစာလမ်းတော့ခုခါဆက်ခုနာမလို့လေခုခါ ego ရဲ့ရည်ရွယ်ချက်ဆိုလို့ရှိရင်ဒီဇာတိပဂတိဇာတိသဘောနဲ့အသက်ရှင်ကြီးပွားဖို့ဖြစ်ပါတယ်နော်ဆိုတော့ဒီငါတို့ရဲ့ဘဝဟာဒီအတ္တတွေသဘောနဲ့အတ္တသဘောနဲ့ပဲဒီဇာတိသဘောနဲ့ပဲအသက်ရှင်လှုပ်ရှားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဘဝဟာကျွန်တော်တို့ရဲ့ result ဟာအမှန်တမ်းပဲဆိုးဝါးမှာဖြစ်ပါတယ် if we are controlled by ego if we are controlled by ego the result would be very 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 bad အမှန်တမ်းမှာပဲဝမ်းနည်းစရာကောင်းတဲ့ဘဝခေတ်ကနေလွတ်မြောက်ဖို့မရှိပါဘူးကျွန်တော်တို့ ego လေးက section နဲ့ဆိုလို့ရှိရင်ဆိုတော့ကျွန်တော်တို့ ego ကနေလွတ်မြောက်ချင်တယ်ဆိုလို့ရှိရင်လွတ်မြောက်တဲ့နေသားတွေအများကြီးရှိတယ်ဆိုတော့လည်းကျွန်တော်ဒီနဲ့ကျွန်တော်ပြောပြချင်ပါတယ်ဒါဟာခရစ်တော်ရဲ့နေသားဖြစ်ပါတယ် ego ရောပြီးကြလူဝိုင်းပဲကြရကြခရစ်တော်ဟာဝေငှဖို့နော်ခရစ်တော်သူ့ရဲ့ပုံပေါ်မှာတင်ပါလေသူ့ရဲ့စားတော့ဝေပြီးတော့နော်သူကလူသားတော်ကိုဘုံဒါလုံးနဲ့ငါးနှစ်ပေါင်းနဲ့ဘုံငါလိုဝေပြီးတာကိုကျွန်တော်တို့တွေ့ရပါတယ်ပြီးတော့ဘုဟုတုတကျမ်းစာလုံးဝမတတ်တဲ့လူတွေကိုတတ်အောင်သူရှိပါရှိတဲ့ပညာတွေကိုဝေငှပါတယ်နော်အဲ့ဆိုတော့ငါတို့လည်းသူ့နောက်ကိုလိုက်ရဲဆိုတော့ငါတို့လည်းဝေငှရတော့နော်ဝေပေးရတော့သူပြောတယ်ပေးပါပေးလို့ရှိရင်ကိုရပါပါဆိုတော့ငါတို့ဘာရှိလဲတခုခုပေးရမှာလို့လားငါတို့ရှိမှဘာရှိလဲချစ်မြတ်တာရှိလားကိုယ့်ကိုစမ်းစစ်ကြည့်ရပါတကယ်လို့ရှိတယ်ဆိုလို့ရှိရင်ဘာဖြစ်ရမလဲပေးရမယ်လူများတွေကိုကူညီချင်တဲ့စိတ်ရှိလားရှိမရှိကိုယ့်ကိုစမ်းစစ်ကြည့်မလားမရှိဘူးဆိုတော့โอเคတကယ်လို့ရှိတယ်ဆိုလို့ရှိရင်အဲ့ဒါတွေကိုဝေငှပေးပါပူရလာနိုင်မယ်ဒီရှိမှာအပြုံးလေးရှိလားအမှန်တမ်းပဲဒီကပြေစိတ်ချမ်းသာစေတဲ့အပြုံးရှိလားအပြုံးရှင်အဲ့အပြုံးကိုလိုက်ပြီးပြီးပါဘာမိုးရနေတာကိုလိုက်ပြီးပြီးပါပူရပါမရှိပြီလားရှိတာကိုဝေပေးရမယ်နော်ဆိုတော့ကျွန်တော်ပြည့်ကံကြတာကျွန်တော်ဘာမှမတတ်ဘူးကျွန်တော်စမ်းစာသင်ကြားဆရာဖြစ်ပါတယ်ကျွန်တော်ဒီ blueprint ကိုကျွန်တော်လေ့လာရပါတယ်အင်္ဂလိပ်လေ့လာရပါတယ်ဆိုတော့ကျွန်တော်ပို့ပြီးတော့တတ်ချင်တယ် drink ပို့ပြီးတတ်ချင်တယ်ကျွန်တော်ဟာကျွန်တော်တရားတဲ့ library မှာထိုင်ပြီးတော့အဲ့ဒါလေ့လာလို့ရှိရင်ဘာမှမရဘူးကျောင်းသားတွေကိုဝင်ပြီးတယ်နော်ဒီလိုသူတို့တင်ပေးခြင်းအဖြစ်ငါဘာဖြစ်လဲဟိုရသွားတယ်အင်္ဂလိပ်လည်းလို့အခု music တင်ပေးတယ်ဒီ shop တော့နော် do re mi fa တင်ပေးတယ်ငါတင်ပေးလိုက်ကြပဲငါဟိုရလာတယ်ဟိုပြီးတတ်လာတယ်ဟိုပြီးပတ်မိလာတယ်ဟိုပြီးတော့သဘောပေါက်လာတယ်နော်တပီးကအခု music တက်ပြီအဲ့ဒါကိုသူများကိုမဝေပေးလို့ရှိရင်ဆိုလည်းမဆိုဒီတိုင်းပဲနေနေလို့ရှိရင်ဘာဖြစ်သွားမလဲပျောက်သွားပါလိမ့်ပြီးသွားပါနော်ဆိုတော့ဒီမှာပါရှိတယ်ရှိတဲ့ဟာကိုဝေငှပေးဖို့ဖြစ်ပါတယ်နော်ဆိုတော့ငါတို့စိတ်ထဲမှာထင်တာတော့ဒီမှာပတ်စာငါစေဖို့တဖို့ဖြစ်လိုက်ရင်ကိုပါပဲကိုပုံပဲရှိတော့မှာပဲလို့မင်းထင်တာနော်ဒါကမင်းထင်တာမင်းအုံနောက်ဖျားလည်းထင်တာတို့တော့ညာလည်းထိုဖျားတဲ့ခင်ဟာမင်းအုံနောက်ဖျားလေ
နေတန်းကြော်တယ်ဆိုတာဒီအုံနောက်ရတယ်တွေးလို့မရဘူးဆိုတဲ့အားကိုအမြဲတမ်းဒီအားဒီရရမယ်နော်ခုမျောတဲ့လို့ဘာမပြီးပါနဲ့ရရတော့ကပုံပြလဲတော့ပါတိခုတ်သမားတရားတိခုတ်သမားတရားကမနဲ့အိမ်မှာမနဲ့စောစောစီစီအိမ်မှာတပည့်စားတယ် breakfast စားတယ်ပြီးရင်နေခင်းကြရင်သူစားဖို့သူကတော့ထုတ်ပဲယူသွားတယ်ပြီးတော့ဟိုမှာတော့တဲ့အားတော့တဲ့တာတင်ပါနဲ့တပည့်အရာစားတော့ပဲဆိုတော့နေရာလိုတော့ခင်တော့ခင်လိုက်တော့စားကနေပါပဲသူ့နာသူ့ထက်ပိုပြီးလိုအပ်နေတဲ့တရားကဖြတ်သွားတယ်အဲ့တော့အဲ့ဒီဒီကောမှာပါတဲ့လဲဆိုလို့ရှိရင်သူ့ရဲ့မင်းထုတ်ကိုအဲ့ဒီကိုပြီးလိုက်ဆိုလိုက်သူရှိမှတစ်ခုပဲရှိတယ်တကယ်တော့ကသူကပြီးလိုက်လို့ရှိရင်မစားပါဘာမှမစားနိုင်တော့တေးကြတယ်တော့သူတီးတယ်တီးကြီးနဲ့သူတစ်ခုပြီးတော့တကယ်တော့ကိုပြီးလိုက်ပါတယ်အဲ့တော့သူဘာဖြစ်သွားမလဲဘာဖြစ်သွားလဲငါတော့ပြီးတာတော့ဒါကသူကောင်းစီရဘယ်လိုမျိုးကောင်းစီရတယ်ဆိုတာကျွန်တော်ပုံတောင်းတယ်မမြင်နိုင်ဘူးအဲ့ဒါကြောင့်ကျွန်တော်မပြောတော့ဘူးဘာကြောင့်လဲဆိုလို့ရှိရင်သူအဲ့ဒီတစ်ဖက်တဏ္ဍကိုပေးလူခြင်းအားဖြင့်ဘုရားသခင်ရဲ့အချမ်းစီတော့ဟိုကျွန်တော်ပုံတောင်းတယ်မမြင်လို့ဘုရားသခင်ပေးမဲ့ blessing ကိုလက်နဲ့လုပ်နော်အဲ့တော့မလို့ရဲ့ခရိယာတတ်တာဆိုတာရယူဖို့မဟုတ်ပါဘူးပေးကမ်းဖို့နော်ဆိုတော့ခရစ်တော်ဘုရားကပြောတယ် I'm coming not to be served ဒီလိုတရားငါပြုစုဖို့မဟုတ်ဘူးတဲ့ငါရဖို့မဟုတ်ငါပေးဖို့ဟုတ်ပါတယ်နော်ဒါဟာတကယ်မှကတော့ရခရိယာတတ်တာဖြစ်ပါတယ်ခရစ်တော်ဘုရားဟာဘယ်လောက်ထိပေးတယ်လဲဆိုလို့ရှိရင်သူရှိမှရှိတဲ့အကုန်လုံးပေးတယ်အသက်ဆိုတာဘယ်နှချောင်းရှိလဲသိရမှာချောင်းပဲရှိတယ်မလေးအဲ့ဒါချောင်းအဲ့ဒါတော့မယူပါနဲ့ဘုရားရဲ့ဆိုပြီးသူတောင်းပါနဲ့သို့တော်ညာလည်းသူနောက်ဆုံးတော့မခက်တော့ဘူးသူ့ရဲ့အသက်ကိုသူမနှမျောတော့ဘူးပေးလိုက်တယ်အဲ့ဒါသူကက်ဆယ်မှာသူစုတောင်းတယ်ဘုရားသခင်ဒီခွက်ကိုကြော်နိုင်လို့ရှိရင်ကြော်ပြီးပါမတော့ပြရစေနဲ့ပေါ့ဒီရေကိုသို့တော်ညာလည်းနောက်ဆုံးတော့တောက်ရတာပဲเนาะသူရှိမှရှိတဲ့တချောင်းနဲ့တော့အတက်ကိုလည်းသူကပေးလိုက်ပါတယ်เนาะဒီကိုဘယ်တော့မရှိဘူးလေဆိုတာအဲ့ဒါကိုကြည့်ကြအောင်ဒီကိုသွားရတာငါသက်ကားွယ်ဖို့ငါလုံးချုံဖို့ငါမျိုးတွေလုံးချုံဖို့เนาะဒါလည်းမြေဆောင်တယ်ဟာ security ကောင်းဖို့ဟာအဲ့ဒါနဲ့ဒီကြားလို့တပ်ဖို့ဒီလိုတပ်ဖို့လည်းဘုံလေးကြပါဘူးဆိုတော့ခရိယာတက်တာအမြဲတမ်းဒီဆက်ဖို့ဖြစ်ပါတယ်ဆိုတော့ခရိယာလုံးချက်သေးလားဟမ်ဒီဆက်ဖို့ဖြစ်ပါတယ်တော်တော်များလည်းပေးဆက်ခြင်းအားဖြင့်တို့ဟာကုန်သွားလားမဟုတ်ဘူးပုံကြည့်ကြပုံမှန်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီစိတ်ပညာပဲပုံတာကြားလာတယ်ကျွန်တော်ပြီးနေတာကြားပြီဟုတ်တယ်မလားကျွန်တော်ရှိမှတတ်တဲ့ Hebrew language အခုဆရာဆောင်တဲ့ Greek language ပြီးနေတာကြားပြီကုန်မှာပေါ့ဟုတ်တယ်မလားဘာဖြစ်လဲပြီးခြင်းအားဖြင့်ဘာဖြစ်လဲပို့ပြီးရပါပါစေဒါပေမဲ့ငါတို့အုံနောက်ထရာလူသားတွေအုံနောက်ထရာပြီးနိုင်ကုန်ပါမှာအဲ့ဒါပဲငါတို့ကအဲ့ဒါကို conventional wisdom လို့နော် convention ဘာကြောင့်လဲဆိုလို့ရှိရင်ငယ်ကလေးကနေဝေးလာကလေးကနေငါတို့တွေ့ကြုံလာတဲ့အုံနောက်ထဲမှာတီးဆောက်ထားတဲ့အတွေ့အခေါ်နော်
အဲ့အသွေးကအီကိုတွေလည်းပြေးသွားတယ်အသွေးခေါ်ဆိုတော့ဒီအသွေးအခေါ်တဲ့ကြော်လို့ပြီးတော့ပွားရပါမယ်အဲ့တော့ဦးနောက်နဲ့ဖန်တီးထားတဲ့ဖရာဆိုလို့ရှိရင်အတုဖြစ်ပါတယ်ဆိုတော့ခရစ်တော်ဘုရားဟာထာဝရဘုရားတကယ်ဟာဂါမတပါတခြားတော့ယုတ်တုစင်တုကိုကိုယ်နဲ့ပြောတာလားသို့တော်ညာလည်းကတော့ပြင်းတော့ကိုကိုယ်နဲ့ဘာကြောင့်လဲဆိုရင်ဘုရားဆိုတာဒီလိုဖြစ်မှာပဲငါကုန်သွားမှာပဲဆိုပြီးတော့ကုန်သွားတဲ့ဘုရားကိုမင်းဘုံတော်ဘုရားနဲ့ဖန်တီးပြီးတော့အဲ့ဒါကိုဘာဖြစ်လဲငါတို့ကရှိခိုးနေပါတယ်အဲ့ဒီမှာဒီကိုယောဂမ်ဘလောရာလမတ်ခဘယ်ဆိုရမယ်ရောင်းနာဘလောရာချစ်ချင်းနဲ့တာမယ်လို့အမလေးကငါတို့ဘောပေါက်ခဲ့နော်ချစ်ချင်းနဲ့တာညတော့တောက်ဖြစ်ချင်းနဲ့ဆိုလို့ချင်းခုံမတော့မှဖြည်းဖြည်းလေးရဆိုရမယ်လေဆိုရမယ်လေတော့လည်းအဲစီရီနာတော့ချစ်ချင်းနဲ့တာမပါငါဘယ်လိုလုပ်လဲချစ်ချင်းမြတ်တာမပါတရားတော်ကိုရေတောက်ပြရတာချစ်ချင်းမြတ်တာမပါလို့ရှိရင်ဘာဖြစ်လဲလက်တွေသုံးလာတယ်ဖိတ်လာတယ်မလေးရောတောက်တင်လာမှအဲ့လိုဒါပေမဲ့ချစ်ချင်းမြတ်တာလည်းဆောက်လုပ်တဲ့အခါမှာဘယ်လိုဖြစ်လာလဲဒီမှာကပဲရေတော့ပဲလားအဲ့ရေတော့ပဲအားချုံမြတ်တာမပါပြီးတဲ့ကိုကာကိုလာတော့ခါလိုက်တာဘယ်ချိုးရဟာခါသွားတယ်နော်ဒါပဲမေတ္တာပါလေဖြစ်စီရေတစ်ခွက်ပဲအမတာမှာချုံပြပါတယ်ဒါဟာ the power of love ရအဲ့အရိုင်းလည်းငါကမြင်မိုင်ဂျုံက clinging ကလည်း attachment dan lemari ko attachment nga daw dami matsa let's say for example cái cả dân dân là khảo công cái này khảo công cái rồi ta là trả đi khảo này chỉ để trả đi cái rồi nếu mà ăn tiền thì có sao nó được đấy ăn tiền làm ra còn ngáp giá này giờ cô trả thì cái đó rồi đấy ăn tiền thì còn một cái muốn tận tới thùng mỏ cái là chúc ta tin qua năm mày rồi kim đó mà ô chúc ta là cái cái hoa cả tí đó thì mà số đó thì không luôn mía rồi đúng không luôn mía rồi và trong đấy cái đó thì thế mà gì đấy xí này đấy bảo mà tao bố với xí đấy hà rồi cái đó cả và cái đấyအဲ့ဒါကိုပဲတွေ့ဖက်နေရတာနှမျောတန်တာစိတ်ပဲတွေ့ဖက်နေတကယ်တော့ခရစ်တော်ဘုရားဟာတင့်ကိုလက်ဖြတ်လိုက်တယ်ဖြတ်လို့လက်ဖြတ်လိုက်ပါလက်ဖြတ်လိုက်လို့ရှိရင်မင်းရှိရာရှိတယ်ပစ္စည်းတော့ကြာတော့မှပြကြတယ်ဒါပေမဲ့အနည်းဆုံးတော့လက်ထုတ်လို့ရမယ်လက်ထုတ်လို့ရတဲ့ချိန်မှာမင်းရှိတယ်ပြင်းထန်မှရှိတယ်ယတနာအကုန်လုံးကိုမင်းတုံလိုက်လို့ရှိရင်ရတယ်သို့တော်ညာလေငါတို့ဟာတစ်ခုခုကိုအရာပဲဖတ်နေပြီးတော့လက်ကဘုလို့မရတဲ့မြောက်တကွာနဲ့တူပါလေနော်ငါတို့ရဲ့ဒီကိုဆိုတော့လူသားဟာမြောက်နဲ့ဆင်းသက်လာတယ်ဆိုတော့မှန်တယ်လို့ရှိတယ်နော်ငါတို့ရဲ့တွေ့ဖတ်ပုံတွေရနော်ငါတို့ရဲ့ဒီကိုရပြီးတော့မကြည့်ရှင်မိုင်တော့ယူကြည့်တာဆိုတော့အင်္ဂလိပ်တော့က meditation ကိုခေါ်ပါတယ်အဲ့ဒါကိုမကြည့်ရှင်မိုင်တော့ဖြစ်ကြယေရှုဘာသာစာရနာစင်ရှာပြုတယ်နော်ဘာလို့ဘုံနောက်မှာကိုအုံနောက်ထဲမှာရှိတဲ့အရာတွေအားလုံးထုတ်တယ်သဘောကအုံနောက်ထဲမှာရှိတဲ့ဟာကဘာလဲမင်းတို့ဖန်ဆင်းထားတဲ့မင်းတို့ရဲ့ရုပ်လေးတွေတရားမဟုတ်နော်မင်းထင်တဲ့ဟာအကုန်လုံးခဏထုတ်တယ်ဆိုတာထုတ်လိုက်တော့ဒီမှာဘာရှိသေးလဲဘာမှမရှိဘူးဘာမှမြင်လို့မရဘူးကြိုင်လို့မရတဲ့ဟာဗလာနတိ
ရားသခင်ဆိုတာခံလို့ရလားမရအနတ်ရှူလို့ရလားမရဖလာနတိကိုဘုရားသခင်နော်အဲ့ဒါကြောင့်ဟိုအရင်တော်ကလူတွေကဒီအသက်စီဘဝကိုသူတို့ဘုရားလို့ပြောတာဘာကြောင့်လဲဆိုတော့ဒီအသက်ရှူတာကတော့ဖမ်းလို့ရလားမရဘူးအယောင်လည်းမရှိဘူးပုံကံပေါ်လို့လည်းမရနော်ဆိုတော့ဘုရားဆိုတာအဲ့ဒါဖြစ်ပါတယ်ရတော့မကြည့်ရှင်မှာတော့ဒီကအဲ့ဒါအစပိုင်းမှာတော့ခက်ပါလိမ့်မယ်ဘာကြောင့်လဲဆိုလို့ရှိရင်မင်းတို့ဟိုဘွေးတရားနေစားပြီးဘိုက်စားရစားခြင်းနဲ့ငိုခြင်းနဲ့အဲ့ဒါတွေအုံနောက်ထဲမှာအများကြီးရှိနေတဲ့အတွက်အတွေ့ ego ကိုမင်းတို့ကရမ်းဆွဲနေတာတို့ဆက်လိုက်ကမားတွေပြီးတယ်ရက်သမားတွေပြီးတယ်တောက်လာတာကြာလာတာနဲ့အများဘာဖြစ်လဲပူပြီးဆွဲလာနေမလားဆွဲလာတယ်ဒီ ego ဆိုလို့ရှိရင်အားလုံးအဆွဲလာဆိုတာ ego ပဲနော်ဘာလို့ကျွန်တော်ခန္ဓာကိုယ်ထဲမှာအဲ့လိုမျိုးပြေးပေါင်းတာဆိုတော့အဲ့ဒါကိုဖြတ်ဖို့ကအင်မတန်မှခက်ခဲပါတယ်သို့တော်ညာလည်းခုနပြောသလို ego ဟာဆိုလို့ရှိရင်အင်မတန်ပါတဲ့သို့တော်ညာလည်းညမရှိဘူးဖြတ်လိုက်လို့ရတယ်တနည်းမှာတို့လုံးလို့ရအိမ်မဆိုတော့အမနာလုံးတို့တညလုံးတပတ်လုံးအိမ်မနေပါစေငါတို့ခဏလေးတတ်လုံးလိုက်တာလေဒီအိမ်မဟာဆက်သွားလို့မရတော့ဘူးရအဲ့ဆိုတော့ငါတို့ motivation လုပ်တဲ့ဟာတွေအစပိုင်းမှာတော့မနေ့ရသို့တော်ညာလဲလုံးရင်နဲ့ပြီးတော့ဒါကျွမ်းကျင်သွားတဲ့အခါမှာချိန်တွေကလည်းကြာလာမှာဖြစ်ပါတယ်။ဒါဆန်းတော့မှာအဲ့ဒါဒီtennis ကိုတစ်ချက်ပြရနော်ဒါဟာ table tennis ဖြစ်ပါတယ်စပွဲပေါ်မှာဘောလုံးကစားရတယ်နော်အားလုံးဆိုတော့ကြိုင်ပွဲတွေမှာဘယ်လိုပတ်ကြည့်လို့ရှိရင်လူတွေကြည့်တာကဘာမှကြည့်ရလဲဒီဘောလုံးပမာကျသွားတယ်ဆိုတဲ့အပေါ်မှာမူတည်ပြီးတော့အမှတ်တွေယူတယ်နော်ဒီရှော့တဲ့နိုင်တယ်ဆိုတော့ဆုံးဖြတ်တာကစပွဲပေါ်ကဘောလုံးကို focus လုပ်ရစပွဲပေါ်မှာပဲလူတွေအားလုံးကြည့်တယ်လာကြည့်တဲ့လူတွေလည်းအကုန်လုံးစပွဲပေါ်မှာပဲကြည့်ရလားခြေတော့ကိုကြည့်လားစပွဲအောက်ကြည့်လားပတ်စံ$50ပေးပြီးတော့ခြေတော့ကိုလာကြည့်လားမကြည့်ဘူးတော်ညာလည်းဒီမှာပါရေးကြည့်တယ်အဲ့အရေးကြီးတာဒီအပေါ်ဘောလုံးမဟုတ်ဘူးခြေတော့ဒီနိုင်မလဲဆိုတာခြေတော့ဘသူကရွှေ့တာဘသူပုံများတယ်ဆိုတဲ့ပေါ်ကဘူးပြီးတော့ဘောကအားရtennis တို့ volleyball တို့လူတွေကြည့်တာဘောလုံးနဲ့လည်းပဲသူတို့ကလည်းပိုရေးကြည့်တာကလည်းခြေတော့ရွှေ့တာမြန်ပေါ်အမတာပဲရေးကြည့်တယ်ခြေတော့ဘောလုံးဒီလိုပဲခြေတော့မြန်တဲ့လူတွေပါလိုက်တာဒါပေမဲ့လူတွေကဒီကောင်ခြေတော့အယမ်းများနဲ့အမှမပေးဒီကောင်ဘယ်လိုလုပ်ရလဲအမှမပေးအဲ့ဒါမှဆိုတော့ဒီလိုပဲလူတွေဖြစ်တော့ပြတိပေါ်တယ်မန်တော့ပေါ်တယ်သူရဲ့သူ့ဘက်ချက်စာပိတ်တော့တိတ်တော့နာကောင်ပါတီလို့တိတ်ညာတယ်သူ့ဘက်ချက်ပါအားကစားမဆိုရင်ခြေတော့ပေါ်ပါတယ်အဲ့ဒီကျ spiritual လောကမှာmotivation ဒါဖြစ်ပါတယ်ဒါတွေပဲလုပ်နိုင်လို့ရှိရင်ဒါဟာခြေတော့ practice နဲ့တူပါတယ်ဒါတွေလုပ်နိုင်လို့ရှိရင်ဒီဟာလူများကြည့်လို့ဒီကောင်သိပါဝါရှိတော့ပဲဒီကောင်စတော့ရင်ပြောတာဒီကောင်သူများစုကြည့်စုတွေခံရတယ်မသိဘူးဒီကောင်ကတိတ်ကြီးချီးမြတ်တယ်သိကြောင်းနဲ့ဘယ်လိုဖြစ်ပါသို့တော်ညာနဲ့သူ့ရဲ့သူ့ဝက်ဆက်ပါဒါတွေဒါတွေဖြစ်ပါတယ်ဒီထက်မကရှိပါသေးတယ်သို့တော်ညာနဲ့ဒါအနည်းငယ်
ပိတ်ဆက်ပေးတာဖြစ်ပါတယ်မောသားဆွေးနွေးကြတာရှိလားဒါဆန်းနေကလည်း တခြား ego လည်းအများကြီးရှိပါလေနော်ဒီ ego တွေကိုကျွန်တော်နည်းငယ်ပြောပြပါမယ် ego ကဘာလဲဆိုတော့ငါ ego ဟာမင်းဘယ်သူလဲဆိုတာမင်းလားပြောပြတာမင်းကရောက်ပြမင်းကအိမ်ထောင်မှုစီမင်းကစေမှုမင်းကယာရီမှုချာရမယ်အဲ့လို ego ကိုနေတာပြောနေပါလေပြီးတော့နေတာသူရအသွေးလေးတွေပဲဘုံတော်ထဲမှာနေတာအိမ်ကိုနေပါလေego ရဲ့ ego ရဲ့မိဘနာဖြစ်ပါတယ်ပြီးတော့တချို့ဟာငါပုံရတယ်ငါ first class ငါတထေးတာမင်းအစင်းရတာငါကအတန်လဲကောင်းတယ်ရုပ်လဲချောတယ်မင်းကရုပ်လဲဆိုးတယ်မင်းအတန်လဲမကောင်းဘူးလို့ပြောလို့ရှိပါတယ်ပြီးတော့ငါကဆရာမင်းကတပည့်ငါကဥက္ကဋ္ဌငါကအတွေ့ရမှုမင်းကဘာမှမဟုတ်ဘူးပြီးတော့မင်းကရုပ်ဘလောက်ဆိုတယ်ငါကရုပ်ဘလောက်ချောတယ်ငါကဘလောက်အောင်မြင်တယ်ငါဘွဲဘလောက်ရတယ်မင်းအဲ့ဒါလိုဒီကိုကရဲတာပြောပြီးနေပါတယ်အဲ့ဒါကိုငါတို့ကဒီထားရမှာဖြစ်ပါတယ်ပြီးတော့ ego ဆိုတာကိုယ့်ကိုယ်နဲ့ကာကွယ်တယ်သိပါတယ်နော်ဟုတ်ကဲ့ဒီကြောက်ကိုမခါကြောင်နဲ့ပြောရတယ်ကိုပြီးတော့ဒီကြောက်ကိုပြီးတော့ပြောပြစ်လိုက်ဘာကြောင့်လဲဆိုရင်အရုပ်ထဲမှာရှိတဲ့ ego ဆိုလို့ရှိရင်တိုင်းရှောင်းတိုင်းညာချစ်တာဆိုတော့ဒီပါအင်မတန်ပါပါတယ်ပြီးတော့ဒီကိုသူကဆိုလို့ရှိရင်လူများတွေရဲ့အမှားတွေ့တတ်အမှားထောက်တယ်အမှားတွေ့တတ်တယ်ဒါလည်းဒီကိုစီးစားနေတာဖြစ်ပါတယ်ဆိုတော့ဒီများတွေကို complain အများဆုံးလုပ်ရပါဖြစ်တယ်ညာဖြစ်တယ်ပါဖြစ်တယ်ညာဖြစ်တယ်ဝယ်ဖန်တယ်အဲ့ဒါလည်းဒီကိုရဲ့အင်မတန်ကာရီကာတစ်ခုဖြစ်ပါတယ်ဒီကိုရမ်းစိတ်ကအစားလည်းဖြစ်ပါတယ်ပြန်လို့တော့ဒီကားလေးဘာမှမဟုတ်တာကိုကြည့်ပြီးတော့ချော်ပြမဲ့အစားမတိကျအောင်ဆောင်ရမယ်အစားမင်းကအဲ့တော့လိုက်ရှာလိုက်ပေါ်ပြီးတော့လိုက်ပွားပြီးဒီလိုဒီကိုရဲ့ကာရီကာလေးဖြစ်လာပါတယ်ဆိုတော့ကျွန်တော်တို့ချက်လက်လုပ်ပါတယ်အဲ့ဒါလေးကိုကြီးကိုဒီအားပြီးတော့တက်ရှင်မယ်ဆိုလို့ရှိရင်တော်ကိုယုံကြည်ယုံပဲယုံပြီးတော့နောက်လိုက်မဟုတ်တဲ့နောက်လိုက်မလုပ်လို့ရှိရင်တော့ငါတို့ဘဝဟာကြောင်းလေးပုတ်တက်လာမှာမဟုတ်ပါဘူးဆိုတော့နေတိုင်းတို့ဟာဒီကိုထဲမှာတည်ရပါမယ်နေတိုင်းတော့တော့လိုက်ရပါမယ်လို့ဒီကမှာဘလို့ရပေါ်ပါတကယ်ပဲချာလာမှာတော့ဘယ်လောက်ထိချာလာလဲဆိုတာကျွန်တော်ပါစားနဲ့ပြောလို့မရဘူး။ဘာကြောင့်လဲဆိုရင်ဘုရားသခင်ကကျွန်တော်သူ့ရဲ့ကြီးမြတ်ခြင်းကျွန်တော်ပါစားနဲ့တိုင်းလို့မရပြောလို့မရစကလုံးကိုဆိုတော့သူ့ရဲ့ blessing ကိုကျွန်တော်ပြောလို့မဖြစ်ဘူး။မထိုက်တာဘာလို့စကလုံးရွေးချယ်လို့မရပါဘူး။ဘုရားသခင်ကငါတို့အုံနောက်ထပ်ကျော်လို့တော့ဘုရားဖြစ်ပါဘူး။နော် I come not to be sad နော်ငါဟာအစေခံဘုရားဖြစ်ပါတယ်အစေခံခြင်းကိုဘာလို့ပြော not to be sad ဒီကအစေခံခြင်းကိုခံဖို့မဟုတ်ပါဘူးဘုရားကို
အစေခံဖြစ်ပါတယ်။ဘုရားရဲ့အစေကခြင်းခံပြီးပေါ်လာတာပေါ့ပါ။ဒီများကိုအစေခံဖို့ဖြစ်ပါတယ်။ဆိုတော့ဒီမတော်မဲ့ချလာမှာဖြစ်ပါတယ်။တို့ရဲ့ခရိယာတက်တာဘယ်လောက်ဒီချလာမလဲဆိုတာတို့ရဲ့ဗဇာနဲ့ကျွန်တော်တို့ရဲ့အုံနောက်အုံးကြီးနေပါ။ရပါကဲနောက်ကြည့်ကြမယ်ငါမျိုးပြီးဟဲ့တူပါလေဘာကြောင့်လဲဆိုလို့ရှိရင်ဟိုမွေရတဲ့ကာစကတင်စားပတ်တယ်ရမောင်မွေခိုင်ရတယ်မောင်မွေก็ซับတော့ก็ล้อมันการစကားရကိုရှိတဲ့ချာမှုဆိုတာလေအဲ့ဒါကစကားလက်ဘုခုကာစကားစကားဆိုတော့ဒီပါဒီမဟုတ်နော်ဒီခုစကားပြောတာလူဟုတ်လားစကားမပြောတော့လေဟုတ်ပါပြီတခါလေကြာရင်မိကုန်းတွေဟာဘဝနဲ့ချီပြီးတော့နော်မိကုန်းတွေကရှိလာတာပါလေဒီဒါကဒီမိကုန်းဟာရုပ်ပြဆိုရင်ပေါ်လာတော့ဒီမှာအကက်ပါတယ်တော့ဒါလေမိကုန်းတွေပါရှိလာလို့ရှိရင်ဘဝနဲ့ချီတော့ကျွန်တော်တို့ပြီးနေကြတော့ဖြစ်ပါတယ်ဆိုတော့ကျွန်တော်နောက်တစ်ပိုင်းရှိသေးတယ်နောက်တစ်ပိုင်းကကျွန်တော်ဟိုချီဆောင်ခြင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီငယ်ပြောချင်ပါတယ်လို့ဘာကြောင့်လဲဆိုရင်ချီဆောင်ခြင်းကာလဆိုတာအများကြီးကြားဘူးရပါအများကြီးကြားဘူးတယ်တော့ညာလည်းဘာမှလည်းမသိဘူးကျွန်တော်သိကြလားလို့မေးရင်ကျွန်တော်လည်းတကားမှချီဆောင်ခြင်းကိုခံရပြီးပါမရှိဘူးဆိုတော့ဒီကားလေးဇာတ်တွေပါပြောတဲ့ဟာလေးဒီကဘယ်မှာဆက်ကျွန်တော်တို့ကောက်လို့ဆရာကြီးနေအောင်လည်းရှိတယ်အားတော့ဝိုင်းပြီးတော့ဆွေးနွေးဖြစ်ပါတယ်ဆိုတော့ဒီကိုပိုင်းနဲ့ပတ်သက်ပြီးတော့ဝိဇ္ဇာမရှိတော့လားမရှိတော့ဘူးဆိုတော့တော့လာနော်တခြားဟာလည်းမေးကြလို့ရှိရင်ရပါတယ်တော့ကအရင်ပြီးကြတယ်ဒါဆိုရင်အကျူတီးရတယ်ကိုရဲ့စိတ်ကတည်းကပရာတိစနာနာတိတာဘယ်အောင်QT ရပြီ QT ရ Okay ရငါကြည့်တော့ QT ရတဲ့ဒီကတော့ QT ရနဲ့ဒီကတော့ QT ရတာဒီကမေးရတာကြော်တယ်ဒီကပြည့်နိုင်ဒီကပြည့်လူရမလို့ခံရတာပေါ်တော့ဒီအောင်တော့ဓာနာပြည့်ရကြတယ်ချောရမှာပေါ်ရပါတယ်ဒီတော့ပြောရတယ်တဲ့တောင်းနာရှောက်တယ်ဒီကတော့ပြောတော့ငါလာမနာဖြည့်တယ်ဒီစားလေးငါတို့စံပေါ်ပေါင်းဆွမ်းတဲ့ညင်တောင်စီဘူဝါအောက်ကငါပဲရှာအောင်ဆွမ်းတဲ့ရှိဘကစကားသားရတယ်ငါပဲရှာအောင်ငါပဲချောင်းပါတာရောတဲ့တဘာသာအကျော်ရဓာတ်ပြည့်ပြည့်နဲ့ဒီမှာရှိမချောင်းပါတာငါမချောင်းပါတာကငါဖြည့်ပြီးတော့ကဲဆက်တယ်ရှိဘုံကျော်ဘာငါဘုံကျော်ဘာကတော့ဘာပြောမှလည်းနဲ့အောင်ကျော်တော့ဘူးကွာကြားတဲ့အစားဒီကိုတော့ဒီနာချုံလို့မနဝါလူတိတောင်ကျော်ကောင်းပြောရတာနံပါတ်ကလူတိတောင်ပါလူရအောင်ပြောစတယ်အဲ့ပါအဲ့ဒါဒီကိုရအဲ့ကြောအကျူပြရတော့တတ်တယ်တော့ကဒီရမ်းရှိတော့ကလည်းရှုတဲ့နာငယ်ချစ်တယ်သူမမဆိုတာဖောက်ကြောက်ကရငါရမ်းတဲ့ပြည့်ပြတော့ရတာလားသကုကငယ်ဆောင်ပဲစမတော့ကရမလာတဲ့နာကိုအဲ့ဒီမောင်ရမ်းကြောက်ဘာဘာတဲ့တဲ့နာရဆောင်ပြီးဟုတ်ကဲ့ဆောင်ပြီးရပါဆရာကသူတဲ့သူလည်းမလားGrab focus on. อะไรว่าพี่น่ะอ๋อเราရှိတယ်该接大山的。那该吃完了，该吃到了，该打米了，
当个啊，看当个当个人呐，但是看上他们就还会个多人懂他们。啊，这样个，要能批到那个，就那个我个人做的呀，修的我个人做的，人做的，一定个大的该做个，这个大的个个，哎，那买什么那个。Ông cho bà đừng có thể được sáng ý để cho nó nát em cả khi đó là giàu mà cái sáng mà nhà là gì ta có cái yêu kia có sao đúng không tu cái là cái sáng thì sinh ra đấy sinh ra này mua rồi năng bộ đâu có đây mong đã đặt vào nhiều cái đấy nhiều cái đến giờ sinh ra lại mua có cái làm gì sinh ra lại thì lắm lúc nào sinh ra lại đó mua có đang cái có sinh ra lại mà na rồi nam pha với sinh ra lại cái việc làm chỉ mà để có cả sao mà cái dân chúng ta cho nên Giêsu chỉ tu mất vào rồi có Giêsu ngài bị nói chỉ một lần thôi cả chỉ được là cái là sang vào thì sẽ bây giờ kiếm tiền là được cái đó không có sao đúng cái làm sao sai rồi làm sao đấy mà ta thấy thêm là bộ lưu con ngài về rằng tu đi bây giờ lá có thêm là phong nào thế phong nào về sao vậy thế quan năng về smart này thế quan năng về làm cái này cho ê phong nào cái bao giờ sao ra ra ở đây cái UPI cái gì làm câu cái UPI là cái sao mà cái sao này nó còn làm đi vào nó là UPI là relax rồi anh ấy là cả đi chọn là này sòng cũng không khí sòng không rằng là họ rồi đấy thì nó này bây giờ UPI là relax chính rồi anh ấy khai chơi cũng như này cái này làm ngày hôm đấy vô đó này vậy thì mang số một cam khăn chơi cũng như là gì đó rồi số một cam được một cam thì đây cũng vậy em giờ ngày có cái dạng cái sang cái số là xong khăm là chỉ là số là mình phải xong khăm là em giờ chỉ là cái gì mà chỉ số là đi về đó sinh存cái bài đàn chỉ cái số là em phải khăm là đây là anh em khăm coi bố mấy cái này cái là phi rồi anh ấy giờ vào phi rồi lên sang cái đá bông đi ngày học rồi em làm phi đá ngày học rồi ngày phải biết chuyện này ngày phải chạy là không kịp đồ mà ngày đi 예수 그리스도는 어떤 경우가 그러나 그리고 어떤 더 감옥처럼 그리고 의사분들과 이야기도 그때 뭐 야, 안에 피도 안에 수다는 건 운소래요. 좋아 약간은 내상아 지수리는 감사하다. 그러니까 나 니라 그게 야, 저는 치성现在 ပတ်သက်ပြီး 이게 그렇게 말해서 장사들만 치성 现在 ပတ်သက်ပြီးတော့ ဘယ်မှာ 공부하는데 솔루션에 저는 이 revelation 저의 도마로 야득자 소라카마 저는 Old Testament 이 너무 한자만 솔루션에လူတွေဟာတည်ပြီးတဲ့နောက်ပြေးသွားမလဲဆိုတဲ့ဟာကိုသူတို့စဉ်းစားလာတယ်တဲ့နော်သူတို့စဉ်းစားလာတာနဲ့အများသူတို့ရဲ့အုံနောက်ထဲမှာပါလဲဆိုလို့ရှိရင်လူဟာနော်ဒါဟာကဘာမြေကြီးဖြစ်ပါတယ်တဲ့မကျော်ကဘာမြေကြီးဟာအဲ့တုန်းကမလုံးဘူး
နော်ကဘာမြေကြီးဟာပြားပြားလေးဖြစ်ပါတယ်ဆိုတော့ဒါကဘာမြေကြီးဒီမှာပြင်ရှိရဲဒါကဘာမြေကြီးဒါသွားလို့ရှိရင်တဲ့ဘယ်ကြီးပဲကြောင်းတင်ကြသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်လူတွေခီးသိမ့်မသွားကြဘူးဘာကြောင့်လဲဆိုကဘာကြီးကပြားတယ်ကြောင်းတင်ကြသွားလိမ့်မယ်နော်ဆိုတော့သူတို့ရဲ့ခံယူထားတဲ့ကဘာမြေကြီးကဒါဖြစ်ပါတယ်ပြီးတော့ရေကလည်းအပေါ်မှာရှိတယ်တဲ့သူတို့မိုးရွာတာဟာဒီကြားမြတ်လေးရေတွေယူတာဖြစ်ပါတယ်တဲ့။ရမှာဒါမိုးသိမ့်တွေဒါရေပြီးတော့သူတို့ဒီflash ရေလွှမ်းမိုးခြင်းဒီပုံပြင်ထဲမှာရေကြီးရတဲ့ရေပေါက်လာပါတယ်လို့ပြောတယ်နော်။စမ်းရေတွင်ပေါက်လာတယ်ဆိုတော့သူတို့ရဲ့စိတ်ထဲမှာအောက်မှာလည်းရေရှိတယ်ဒီရေကမြေကြီးကလည်းပေါက်ထွက်လာနိုင်တယ်လို့သူတို့ပြောတယ်ပြီးတော့ဒီကဘာမြေကြီးဟာမစောဘူးတဲ့တက်တဲ့ပဲသူတို့ကိုတောင်းနဲ့ထောက်ထားပါတယ်တဲ့ဒါပါလို့သူတို့ရဲ့ကြောက်တိုင်းအလုံးကနေထောက်ထားပါတယ်ဆိုတော့ဒါသူတို့ခံယူထားတဲ့cosmos လို့နော်သူတို့ခံယူထားတဲ့စက်ကြောက်ပါနော်ဆိုတော့ကမှသူတို့သိလို့ရှိရင်သူဟာသိလို့ရှိရင်ဒီရှိအိုးလို့ဆိုတဲ့တနေရဒါမရေးလည်းမဟုတ်ဘူးကောင်းကင်ပုံလည်းမဟုတ်ဘူးဒါပေမဲ့သိသွားတဲ့လူတွေဒီထက်မှလာဆုရပါတယ်တဲ့ဒါဘာလဲဆိုရင်တော့အမောင်ဆုခြင်းဖြစ်ပါတယ်တဲ့ဒီထက်မှရောက်သွားတဲ့လူတွေသိသွားတဲ့လူတွေတဲ့တချမ်းဆိုလို့လည်းမရပါဘူးလှုပ်ရှားလို့လည်းမရပါဘူးအဲကြောင့်ကျွန်တော်တို့ဆာလံကြမှာများပါတော့ဖျားတကယ်ကိုချီးမွမ်းကြပါအသက်မသေးခင်ချီးမွမ်းကြပါတီးပြီးတော့ဘာမှလုပ်လို့မရပါဘူးတက်ရှင်တော့လုပ်ကြပါချီးမွမ်းကြပါပြီးလူကြပါကောင်းမှုပြုလုပ်ကြပါတက်ရှင်တဲ့ချိန်မှာလုပ်လို့ဖြစ်တယ်ဆိုတော့ပြောပါတယ်လို့တီးသွားတဲ့အခါမှာတို့ဘာမှမလုပ်ဘူးဘာမှမလုပ်နိုင်တော့ဘူးဒီမှာပဲတစ်သက်လုံးနေသွားရတယ်ဆိုတဲ့အမောင်ကဘာဖြစ်မှာပဲတစ်သက်လုံးနေသွားရတယ်ဆိုတဲ့သူတို့ရဲ့ဓမ္မအသွေးခေါ်အလိုလိုရှိပါတယ်နော်ဆိုတော့ဓမ္မဟောင်းကြမှာနော်ဓမ္မဟောင်းကြမှာလုံးဝကောင်းကင်ဘုံဆိုတာမရှိငရေဆိုတာလုံးဝမရှိဘာပဲရှိလဲရှိဖို့ဘုရားကချင်လို့စုကားလို့ဘိုးဘွားတွေရဲ့နေရာနော်ဘိုးဘွားရဲ့နေရာမှာငရေတော့ကောင်းကင်တော့ရှိလားမရှိဘူးစုကားအဲ့ဒါတော့ဘယ်မဲ့လဲဒီတမတက်ချာရောက်လာတဲ့အခါမှာတမတက်ချာရောက်လာတဲ့အခါမှာကောင်းကင်ဘုံဆိုတဲ့ဟာရှိလာတယ်ပြီးတော့ငရေဆိုတဲ့ဟာလည်းရှိလာတယ်ကောင်းကင်ဘုံအကြောင်းကိုခရစ်တော်ဘုရားပြောတော့ပြောတယ်တော့ဘာကြောင့်လဲဆိုတော့ငါပြန်ပြီးတော့အခါဒီလိုတော့ငါအခါပြင်ဆင်ရမယ်ငါသွားနေမယ်တော့လေခဲ့ကြဆိုပြီးတော့ပြောတယ်ဆိုတော့သူကောင်းကင်ဘုံဆိုတာပြောတော့ပြောတယ်ဒါပေမဲ့သူပို့ပြီးတော့အလေးထားတာဟာကဘာမြေကြီးဖြစ်ပါတယ်နော်လိုတော်ဒီကောင်းကင်ဘုံမှာပြည့်စုံတဲ့ကဲ့သို့မြေကြီးပေါ်မှာလည်းပြည့်စုံပါစေတော့ဆိုပြီးတော့ဒီမြေကြီးပေါ်မှာအလိုတော်နဲ့ပြည့်စုံဖို့အတွက်သူအသက်ရှင်တဲ့အေးဒီအတွက်သူအသက်ဒီအသက်ခံရခြင်းဖြစ်ပါတယ်ဟုတ်နော်ဆိုတော့ဒီမှာဒီလိုမျိုးယုံကြည်ချက်တွေရှိပါတယ်ခရစ်တော်ဘုရားကိုယ်တိုင်ကောင်းကင်ဘုံဆိုတာရှိတယ်ဆိုတာသူပြောတယ်ဒါပေမဲ့သူအာယုံဆိုင်တာဆိုလို့ရှိရင်ငါတို့ကဘာမြေကြီးအားရဖြစ်ပါတယ်လို့နော်တော့ပဲလည်းသူငါတို့ဆိုတော့ယုံကြည်သူများဆိုလို့ရှိရင်ဒီလောကကြီးမှာဘယ်ခါစားနေတဲ့အတိကဟိုဘက်ရောက်လို့အဲ့ဒါသူပြောကြတယ်နော်အချီဆောင်တဲ့ကာလနေလာပြီအတိကတော့မင်းဒီမှာဘလို့ပဲခန်းစားအပေါ်ရောက်ဖို့အရေးကြီးတယ်ဆိုပြီးတော့သူတို့အဲ့လိုမျိုးလုပ်ပါတယ်
ဒါသူတို့ယုံကြည်တာမှားတယ်မှလည်းကျွန်တော်ဘာမှမပြောချင်ပါဘူးသို့တော်ညာလည်းခရစ်တော်ဘုရားဟာအလိုတော်သည်ကောင်းကင်ဘုံမှာပြည့်စုံတဲ့ကဲ့သို့မြေကြီးပေါ်မှာပြည့်စုံဖို့အရေးကြီးပါတယ်ဒါတော့နေတဲ့နေရက်ပဲနော်ဒီမှာသက်ရှင်နေတဲ့အချိန်အခါမှာတို့တယောက်နဲ့တယောက်မေတ္တာများပြီးတော့ကောင်းကင်ဘုံမှာရှိတဲ့ချစ်ချင်းမေတ္တာနဲ့ပြည့်ဝတဲ့ကဘာလေးဒီမှာတို့ဖန်ဆင်းဖို့ဖြစ်ပါတယ်ခရစ်တော်ဘုရားဟာဒါတော့အသေးကလည်းပြီးတော့ငါတို့ကိုသူ့နောက်လိုက်ပါလို့ခေါ်ပါတယ်ဆိုတော့ကျွန်တော်တို့အဓိက focus လုပ်ရမှာကဒါဖြစ်ပါတယ်ပြီးတော့တချို့တော့ခရိယာများဟာနောက်ဆုံးတော့ကာလအကြောင်းအများကြီးပြောပါတယ်ဒီနောက်ဆုံးတော့ကာလအကြောင်းရေးထားတဲ့အနာဂတ်ကြောင့်မဟုတ်လား Revelation ဗျာဒိတ်ကျမ်းကျွန်တော်ဗျာဒိတ်ကျမ်းကိုဒီနေ့ပြောချင်ပါတယ်ကျွန်တော်တို့ဒီကျမ်းစာကိုတမဟောက်ကျမ်းပါဗျာဒိတ်ကျမ်းနဲ့ပတ်သက်ပြီးတော့အုပ်ပါပါတယ်အဲ့ဒါကိုကျွန်တော်တို့နောက်ဆုံးမှာပြပါတယ်နော်ဆိုတော့ဒီကျမ်းစာအုပ် canonization လို့ခေါ်တယ်အကျဉ်းတော့ကျမ်းစာလေကျမ်းစာတိမ်တောင်းတန်းနဲ့ချီပြီးရှိတယ်အဲ့ဒီကနေယူလာဟောတဲ့တော့ယူရီယာနဲ့တော့ဒီရဘိုင်းတွေနော်ရဘိုင်းဆိုတာဒီကျမ်းစာပုဂ္ဂိုလ်တွေကဒါလေးထည့်မယ်ဒါလေးထည့်မယ်ဒါလေးထည့်မယ်ဆိုပြီးတော့သူတို့စုပြီးတော့နောက်ဆုံးဒီကျမ်းစာဘယ်လောက်ပါလေးဘယ်လောက်ကြည့်ကြတယ်တကယ်တော့အားကြီးရှိတယ်ကလေးလေးအိုင်ဘဝမှာရှိတဲ့ကျမ်းစာတွေအများကြီးဟိုဘက်ယူတာပြည်မှာရှိတဲ့ကျမ်းစာတွေအများကြီးဟိုဘက်မှာရှိတဲ့ကျမ်းစာတွေအများကြီးအဲ့ဒီကနေရွေးသားတာဖြစ်ပါတယ်ဆိုတော့ဒီထဲမှာယောဟန်ရှင်ယောဟန်ဟိုနောက်ဆုံးပါလေဟုတ်တယ်မလားဘုရားခရစ်တော်ဘုရားရဲ့အမှုတော်ကိုပေါ်ပြလို့ရှိရင်လောကကြီးတော်မဆောက်ဘူးတဲ့ဆရာကြီးတွေဟုတ်တယ်ဒါဟာတိတိလေးဖြစ်ပါတယ်ဆိုတော့တိတိလေးတွေရွေးနှုတ်ထားတော့ Revelation ဗျာဒိတ်ကျမ်းနဲ့ပတ်သက်ပြီးတော့ဗျာဒိတ်ကျမ်းဟာစာပေတစ်မျိုးဖြစ်ပါတယ်အဲ့ဒါဟာ AD 200လောက်မှာlet's see ဒီဘောခရစ်တော်မပေါ်ခင် AD BC 900နေလောက်ဒီလောက်ပဲပေါ့နော် AD 200လောက်အထိ Revelation တိတ်စားလာပါတယ်လူသားတွေနောက်ဘာဖြစ်မလဲဘယ်ရောက်သွားမလဲဆိုတော့ဖြေရှာတဲ့နောက်အနာဂတ်ကိုခမပြီးပြောတဲ့စာပေတွေအများကြီးထွက်လာတယ်နော်အဲ့ဒါမှထွက်လာတယ်ဒီထဲကလေဒီယောဟန်ရေးတယ်လို့ထင်ရတဲ့ Revelation အုပ်ကိုဘယ်လိုကျမ်းစာထဲမှာဖေးသားခြင်းဖြစ်ပါတယ်တကယ်တော့ဗျာဒိတ်ကျမ်းအများကြီးရှိတယ်ဗျာဒိတ်ကျမ်းနဲ့ပတ်သက်ပြီးနှစ်ပေါင်း200 300လောက်ဗျာဒိတ်ကျမ်းနဲ့ပတ်သက်ပြီးတော့ပြန်ရှင်းနေတာနော်အဲ့ဒါတွေကနေအုပ်ပြီးသားခြင်းဖြစ်ပါတယ်ဆိုတဲ့အခါမှာကျွန်တော်အားပေးချင်တာကတော့ချီဆောင်ခြင်းဆိုတာတကယ်ပဲ Revelation ထဲမှာပါပါတယ်။သို့ပေမဲ့လည်းဒီ Revelation ဆိုတာအများကြီးဒီကနေ့ကျမ်းတရားကိုရွေးသားချက်ဖြစ်ပါတယ်ဆိုတာဖြစ်ပါတယ်ပြီးတော့တချို့ဟာတကယ်ပဲယုံကြည်ပါတယ်။ယင်တော့တမန်တော်ဘောလူတော်မှာပါယုံကြည်လဲခရစ်တော်မနက်ဖြန်ပဲကြွလာတော့လို့ဒီညပဲကြွလာတော့လို့ယုံကြည်ခဲ့ပါလေနော်အခုလည်းယုံကြည်တဲ့လူတွေရှိပါတယ်ရက်ချာကိုယုံကြည်တဲ့လူတွေလည်းရှိပါတယ်ဒါပေမဲ့ကျွန်တော်ဟာဘယ်တော့မှတရားယုံကြည်တာကိုပါတယ်လို့ကျွန်တော်မပြောပါဘူးနော်ဘာကြောင့်လဲဆိုလို့ရှိရင်ယုံကြည်တာဟာတယောက်ယောက်ကလည်းလာအတ္တမသိလို့မရပါဘူးတို့တို့များလည်းကျွန်တော်ပြောချင်တာကတော့ဒီ Revelation စာအုပ်တွေအများကြီးရှိတယ်အဲ့ဒီတွေက Revelation မဟုတ်ဘူးတခြားစာအုပ်တွေလည်းအများကြီးရှိတယ်ဆိုကြပါစို့ကျွန်တော်တို့ဒီတဲ့ဘာခေါ်လဲ Gospel ကိုဘာခေါ်လဲဘာလို့ Gospel ကို
Evergreen မဟုတ်ဘူး တည်ကောင်းကောင်း gospelကျွန်တော် present gospel gospel ရှိရတယ်ရှင်မာသေရှင်လူကာရှင်ယောဟန်ရှင်ယာကုအဲ့လေးခုကိုငါတို့ဘာခေါ်လဲ gospel ချမ်းလို့ကျွန်တော်တို့ခေါ်တာအင်္ဂလိပ်လို gospel ချမ်းလို့တို့ပဲမလားခုနောက်ပိုင်းမှာ The Gospel of Thomas ရေးတဲ့ကျမ်းတစ်ခုပါရှိသေးတယ်အဲ့ဒါဟာဒီလေးကျမ်းသက်တော်ပို့ပြီးတော့ပြည့်စုံတယ်လို့တို့ပြောကြတယ်သို့တော်ဒါလည်းအဲ့ဒါကိုယူဖက်လို့မရတော့ဘာကြောင့်လဲဆိုလို့ရှိရင်တပ်ဖက်ဖြစ်သွားတော့ပေါ့နော်ဒီကအာဘယ်လိုလဲအတီးလိုက်တဲ့အတွက် Gospel of Thomas ဆိုတာလည်းရှိပါသေးတယ်သို့တော်လည်းငါတို့လက်မခံအဲ့လိုပဲ Revelation နဲ့ပတ်သက်ပြီးတော့စာအုပ်တွေအများကြီးရှိတယ်ရှင်ယောဟန်ရဲ့ Revelation သူ့ရဲ့vision ကလည်းဒီထားတာဖြစ်ပါလေတခြားတွေဒီလိုသဘောပြောချင်တာကတော့ဒီကျမ်းစာအုပ်ဆိုတာအများကြီးထဲကနေနည်းနည်းရွေးထားတာဖြစ်ပါတယ်ဆိုတော့ဒီထဲမှာချီဆောင်ချက်တော့ဘာလို့ပါလာတာရှိပါတယ်သို့တော်များလည်းဒီမှာကျမ်းစာဆိုတာသိပြီးတော့လေးနဲ့လည်းတခါလေကြာရင်ကျွန်တော်တို့စာသားအနေနဲ့ဖတ်ပြီးတော့တိုင်းရိုက်အသေးပဲပေါ်လို့ရတယ်လို့ဒါဟာသူတွေ့ဝိုက်တော့ဒီနဲ့အသေးပဲပေါ်တာအများကြီးရှိပါတယ်အထူးသဖြင့်တော့အဲ revelation ဟာတွေ့ဝိုက်ပြီးတော့သူတို့အသေးပဲပေါ်တဲ့အားတွေများပါတယ်နော်ဥပမာပြောမယ်ဆိုလို့ရှိရင်ရောဗမာပြည်မှာဒီစစ်အုပ်ချုပ်ရေးကာလမှာစစ်ဗိုလ်တွေကိုပြောကြတယ်စစ်ဗိုလ်တွေမတရားတာကိုပြောကြတယ်သို့တော်ကြလည်းတိုင်းရေးလိုက်လို့ရှိရင်ဘာဖြစ်လဲကိုဖန်ခံရမယ်ကိုလက်ထိတ်နဲ့ကိုသမင်းကတော့မယ်သူ့မိသားစုသမင်းကတော့အဲ့ဒီတော့သူတို့ကိုပြောကြတဲ့ဟာငါတို့ကဘာဖြစ်လဲဟိုးကျန်စစ်သားမင်းဤကျန်စစ်သားဤဘာဖြစ်လဲပုံပြများဆိုပြီးတော့ဟိုမှာရေးရတော့ညာကျန်စစ်သားကိုမကောင်းကြတဲ့ရေတွေကိုရေးနဲ့သူတို့ကတကယ်တော့တာကိုပြောကြတယ်သို့တော်ညာလည်းသူတို့တွေ့ွက်တော်ကြီးနဲ့သူတို့ပြောထားတာတွေရှိပါတယ်ဆိုတဲ့အခါမှာချီဆောင်ခြင်းလို့ဘာလို့လဲဒီတွေ့ွက်တော်ကြီးဖြစ်သူတို့ရေးထားတာတွေအများကြီးရှိတယ်သို့တော်ညာလည်းသူတို့ခရိယာတွေဟာဒီရေးထားတဲ့အားတိုင်းပဲအင်္ဂလိပ်လိုကျတော့ literary translation လို့ပြောပါတယ်ရေးထားတဲ့အတိုင်းပုံပေါ်တာပါလက်မျိုးပုံပေါ်တဲ့အခါမှာအသိပဲတစ်မျိုးရပါတယ်နော်တော်တော်များလည်းကျွန်တော်တို့လေးလေးနက်နက်ဖတ်ကြည့်တဲ့အခါမှာဒါသိပဲတစ်မျိုးပေါ်လာတတ်ပါတယ်တခြားမေးကြရှိသေးလားလို့ချီဆောင်ချက်တဲ့ပတ်သက်ပြီးမေးကြရှိလားအမမောရဲ့တယောက်ကပြောချင်တာများရှိလားဖိတ်ခေါ်ပါတယ်